အားလုံးပဲမင်္ဂလာပါအမျိုးသားတွေတနေ့လုံးအလုပ်တွေများလို့ပင်ပန်းနေပြီလားခန္ဓာကိုယ်ကအရင်လိုမတန်ဆွမ်းတော့ဘူးလို့ခံစားနေရပြီလားဒါဆိုရင်ဒီဗီဒီယိုကိုသေချာကြည့်ပေးပါအမျိုးသားတွေကျန်းမာရေးအတွက်ဖင်းကနေ GMB ISO စံနှုန်းအနေနဲ့စနစ်တကျထုတ်လုပ်ထားတဲ့သဘာဝဖြစ်ဆက်စီ၃မျိုးအကြောင်းကိုပြောပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်မျိုးကတော့ရှင်းမတက်ပြားရည်ပါသဘာဝပြားရည်နဲ့ရှင်းမတက်မြစ်အစီအနှစ်တို့ပေါင်းစပ်ထုတ်လုပ်ထားပြီးကြားမှမရွေအိမ်တော်ရေးဒုက္ခပြည့်စုံစေဖို့အထောက်ပံ့ပေးပါတယ်တောက်သုံးရတာလည်းလွယ်ကူပါတယ်ထမင်းစားပြီးတိုင်းနဲ့ညအရာဝင်ချိန်မှာလက်ဖေးစွန်းနှစ်စွန်းမှ၄စွန်းအထိတောက်သုံးပေးလို့ရပါတယ်ဒုတိယတစ်မျိုးကတော့လက်ကျင်ကြားလို့ခေါ်တဲ့ဂျင်းနဲ့ဆေးပါဒီဆေးကအာကစားသမားတွေနဲ့ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းတဲ့အမျိုးသားတွေအတွက်အထူးသင့်တော်ပါတယ်ဂျင်းနဲ့ထဲမှာပါဝင်တဲ့မီတောက်ဆီဖလိုဗင်းဆိုတဲ့ဓာတ်ကအမျိုးသားတွေရဲ့မျိုးပွားအင်္ဂါတွေစီသူစစ်ဆင်းမှုပုံမကောင်းမွန်စေပြီးကြွက်သားတွေကိုတန်ဆွမ်းစေပါတယ်ဆေးတစ်တောင်းမှနှစ်တောင်းတောက်သုံးပေးုံနဲ့ခွန်အားတွေပြန်လည်ဖြည့်နေပေးနိုင်မှာဖြစ်ပါတယ်နောက်ဆုံးတစ်မျိုးကတော့ကိုယ်စိတ်တန်ဆွမ်းစေလို့ခေါ်တဲ့နီယိုဒိုပါဖြစ်ပါတယ်ဒီဆေးမှာခွေးလျားစေးအစီနှစ်ပါဝင်ပြီးအမျိုးသားဆွမ်းဆောင်ရည်ကိုတိုးမြင့်စေပြီးအိမ်တော်ရေးဒုက္ခပြည့်စုံစေဖို့အဓိကအားပေးပါတယ်။တစ်ခါတောက်ဆေးတစ်ပြားတစ်နေ့ကိုတစ်ချိန်မှနှစ်ချိန်အစာမစားမီနိုင်ဝက်အကျိုးပြီးတောက်သုံးပေးရမှာဖြစ်ပါတယ်။အခုဗီဒီယိုကိုကြည့်ရှုနေတဲ့သူတွေထဲမှာဒီဖြစ်ဆက်စေ၃မျိုးလုံးကိုတောက်သုံးမှုတွေလို့ရှိလားရှိလို့ရှိရင်အတွေ့အကြုံတွေကို comment မှာမျှဝေပေးခဲ့လို့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။